အားလုံးပဲမင်္ဂလာပါပြန်တွေ့ပြန်ပြီဟန်ရင်ပြီးသွားတဲ့အခါမှာအမတို့စကူရီကိုပြောကြည့်အောင်စကူရီဆိုတာကစာယူနေဝါခဲ့တာတဲ့စာယူဘယ်ညာခွဲလို့ရတယ်ပွားရင်ခန်းကြီးခွဲလို့ရတယ်ပေါ့နော်ခန်းကြီးရဲ့မိဂီကာဝါနော်ဘူပွန်ဒီမှာကခန်းကြီးဆိုလို့ရှိရင်ဒီမိဂီကာဝါသူ့ရဲ့ညာဘက်မှာနေတာပေါ့နော်ညာဘက်မှာဒီခန်းကြီးတွေမြင်လို့ရှိရင်အကုန်လုံးညာဘက်မှာပဲလိုက်မယ်ခန်းကြီးရဲ့ညာဘက်မှာပဲလိုက်မယ်နော်ဟုတ်ပြီဘူးရှုရဲ့ဘူးရှုမဲရဲ့ခန်းကြီးလေးရဲ့ဖတ်သွားကြည့်အောင်ဒီဟာလေးမြင်လို့ရှိရင်လီတိုလို့ခေါ်တယ်လီတိုခဏခဏလေးနေတဲ့တူတော့ခါကျမှိုက်လို့လွယ်မယ်ထင်ပါတယ်လီတိုဒီမှာနော်ဘက်ဆယ်တို့လေတို့ဒါမျိုးလေးတုံးဒီဥစ္စာပါလည်းမသိဘူးနော်ဟုတ်ပြီခတာချီမဟုတ်ပါခတာချီမဟုတ်ချီကာရာပေါ့နော်ချီကာရာဆိုလို့ရှိရင်လည်းဒီမှာတက်စကာရူတို့ခူတို့နော်ဒါဆိုလို့ရှိရင်ဟာတာရာခူတို့ပါလို့အလုတ်လုပ်တယ်ပေါ့နော်ချီကာရာဒါလေးကြတော့ဖူချီဇကူရီလို့ခေါ်တယ်ဖူရှိနော်ဖူရှိဇကူရီရေးတာဖူရှိတော့ရေးရပြောကြမလို့အင်းဆာဆိုတော့ထာမငေါတို့အာဘူနိုင်တို့နော်အဘာလို့ရှိရင်ဆန်ဇကူရီဒီကကြတော့ဇကူရီဟိုဆန်ဇူကြီးရတက်တက်ကြီးရနော်ဒါကြတော့ဆန်ဇူကူရီလို့ခေါ်တယ်ခဲပဲနော်ဒါလည်းခဲရွယ်ဒီကတော့မသိဘူးခဲတို့ခတာချီပုံစံလို့ဟုတ်ပြီအိုးစားတော့ဒီအိုးစားတော့ ਨੇ ခုနကဟိုဘက်ဗီဒီယိုမှာရှိတယ်ဒီခိုစားတိုဟန်လေးနဲ့မတူဘူးလားခိုစားတိုကတေးသေးလေးနော်ခိုစားတိုဟန်ကတေးလေးအိုးစားတိုကခိုဆိုတာတေးတာပေါ့နော်အိုးဆိုတာကြီးတော့အိုးစားတိုဟန်ဒီဘက်မှာနေမယ်နော်ဘူဘွန်လို့ပါတော့နော်အိုးစားတိုဟန်ဘာလို့ရှိလို့ရှိရင်ပကုညောနိုဘွန်လို့လည်းခေါ်တယ်တဲ့ပကုညောလို့လည်းခေါ်တယ်ဒီမှာလျော်ကိုတို့ဆူတို့နော်ဘာလို့ရှိရင်ဒီဥစ္စာလဲဆူပဲနော်တို့မာနာဘူးအိုရှိရဲတို့ဒီဥစ္စာဆူတို့ပါအဲ့လိုမှာအဲဆိုရင်ပိုကူနီယိုတုံးတယ်တဲ့အခုဘီဒီဒါလေးကအခုဘီဒီနော်ဒါဆိုလို့ရှိရင်ယောခုတို့ပါဦးတာဦးတို့နော်ဘာလို့ရှိလို့ရှိရင်ဒါခါခဲတို့ထင်တယ်ဒါလေးဟုတ်ပြီနောက်တစ်ခုကကြတော့ရူမာတာလေးနော်ရူမာတာလေးတက်တီတို့ပါတော့ခိုရိုဆူတို့ပါတော့ဒါဆိုရင်ခိုင်တန်းရဲ့တန်းထင်တယ်ဟုတ်ပြီနော်ဘာလို့ရှိလို့ရှိရင်ခွန်ဇူကူရီဒီအလေးမြင်ခွန်ဇူကူရီဒါလေးကယောဤကောင်းတော်လေးနော်အဲ့လိုမျိုးလေးတော့လည်းနောက်နှစ်ခုကျန်သေးရထင်တယ်ဟုတ်ပြီဒီကလည်းခန်းကြီးရဲ့မိဂီကမှာပဲနေတာဖူရုတိုရီလို့ခေါ်တယ်ဖူရုတိုရီဒါလေးကိုငှက်လေးလို့ပြောကြတယ်လေဖူရုတိုရီကြောင့်တိုရီငှက်လေးဖူရုတိုရီနော်အဲဆိုရင်မူဇူဂါရှိလို့ပါတော့နော်တရားပါလေးလည်းမသိပါဘူးဟုတ်ပြီနောက်တစ်ခါကျအိုဂိုင်းတို့ဒီမှာချောတို့အတမတို့ခါအိုတို့အဲ့လိုမျိုးဟာအိုဂိုင်းတို့တုံးတာပေါ့နော်အဲ့တော့ဒီဟာလေးကတော့ပြန်ပြောကြည့်မယ်ဆိုလို့ရှိရင်စုခုရီဆိုတာကခန်းကြီးရဲ့ဘက်မှာနေရလဲဆိုလို့ရှိရင်မိဂီကာဝါမှာနေတာပါဘူးချူလေးလေးလာရှင်တဲ့လူတွေကြတော့ဒါလေးတွေကိုလိုက်ပြော screen shot လေးရိုက်ပြီးတော့လိုက်ရေးထားပါနော် screen shot လေးရပြီလားနောက်တစ်ခုကဒီဘက်မှာဒါလေးပါပြီးအဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နော်